ဒီနေ့မှာကျွန်တော်တနက်ပြည့်တဲ့ shooter game ကို10မိနစ်အတွင်း Unity engine နဲ့မှာဘယ်လိုရေးရလဲဆိုတော့ပြပြပေးသွားပါမယ်။အဲ့တော့အရင်ဆုံး Unity hub ကိုကျွန်တော်တို့ဖွင့်ပြီးတော့ Universal 3 project ကိုယူလိုက်ပါ။ပြီးရင် project နာမည်ကို first person shooter လို့ပေးပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာ create project ဆိုတဲ့ cloud လေးကိုနှိပ်ပေးလိုက်ပါ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Unity Access တို့သွားပြီး Starter Access First Person Controller ဆိုတဲ့ Access လေးကိုရွေးလိုက်ပါမယ်။ပြီးလို့ရှိရင် free ရတဲ့ Thread model ကိုလည်းကျွန်တော် project တွေကိုပြထည့်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ Unity တွေက Package Manager ကိုသွားပြီးတော့ခုနကထည့်ခဲ့တဲ့ Thread Access တွေနဲ့ဒီ First Person Shooter Access တွေကို project ထဲကို import လုပ်လိုက်ပါမယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Access တွေကိုသုံးလို့ရပါပြီ။ရလာတဲ့ model တွေကိုကျွန်တော်တို့အဖြူအောင်ဖြစ်တဲ့အတွက်ကြောင့် material လေးထည့်ပေးလိုက်မယ်ပြီးရင်တို့ကိုပြစ်ခတ်အောင်ကျွန်တော်လုပ်ငန်းစဉ်မှတ်သက်လေးရေးပေးလိုက်ပါမယ်လွယ်လေးပါ၃ချောင်းနဲ့ပါပြီးရင်ကျွန်တော်တို့ကြည်စံလေးစလုပ်မယ်အဲကြည်စံလေးကိုကျွန်တော်ပုံအရင်ဖော်မယ်သွားပြီးလေ access မှာယူလို့ရပါတယ်ဒါပေမဲ့ကိုလို့တော့ပိုလွယ်ပေါ့နော်ပြီးရင်အဝါရောင်လေးပေးပြီးရင်ကျွန်တော်တို့ကြည်စံလေးရပါပြီတခြားလုံးလေးတော့တူတော့ပြီးရင်ကျွန်တော်အဲကြည်စံကိုပြစ်ခတ်တဲ့လုပ်ငန်းစဉ်လေးရေးမယ်ဆိုတော့ထဲမှာကျွန်တော် physics လေးနည်းနည်းတွက်ပြီးတော့၃ချောင်းပါပဲရေးတဲ့ view ရှင်းကျွန်တော်တို့ပြစ်ခတ်တဲ့ mechanic ရပါပြီအဲဒီတော့ကျွန်တော်တို့ shooter game ကတော့ရပါပြီပေါ့နော်အရှိကောက်ကိုသိရင်တော့ကျွန်တော်တို့ Game Maker မြန်မာ YouTube channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်